မနေ့တနေ့ကပဲ Huawei ကတရုတ်ပြည်တွင်မှာသူတို့ရဲ့ Pure 90 Pro Max, Pure 90 Pro နဲ့ Pure 90ဆိုပြီးတော့၃မျိုးမိတ်ဆက်ပေးသွားခဲ့တယ်။ပြီးတော့မိတ်ဆက်ပေးသွားခဲ့တဲ့၃မျိုးစလုံးကလည်းမတူညီတဲ့ target တစ်ခုစီကိုသွားတာဆိုတော့ဒီ flagship segment မှာဖုန်းရွေးမယ်ဆိုရင် Huawei ကသူတို့လက်ထဲကမလွတ်သွားတဲ့ပုံစံကိုသွားထားတာကိုတွေ့ရရပါတော့။ဆိုတော့အရင်ဆုံးကျွန်တော် base model ဖြစ်တဲ့ Pure 90အကြောင်းလေးကစလိုက်အောင်။သူ့မှာစိတ်ဝင်စားဖို့ကောင်းတာကသူကဒီ၃လုံးထဲမှာ battery ပမာဏအများဆုံးပဲ6500 mAh ပါလာတယ်။ဒီလိုမျိုး battery ပမာဏအများဆုံးပါလာတယ်ဆိုပေမဲ့လည်းသူ့ရဲ့အထူက 7.0mm အထူပဲရှိမယ်။နောက်ပြီးအကြမ်းခံတဲ့နေရာမှာဆိုရင် IP69 68 Dust and Water Resistant ပေါ့နော်ကျွန်တော်ရေအောက်အနက်မှာ2မီတာထိအစိမ်ခံမယ်လို့သိရတယ်။ပြီးတော့သူ့ရဲ့ကင်မရာ၄အောက်ကိုတော့ကျွန်တော် triangle ထဲမှာ black out circular shape နဲ့ကင်မရာ3လုံးထည့်ပေးထားတယ်ပေါ့နော်ဒီထဲမှာ main ကင်မရာကကျွန်တော်50 megapixel aperture f1.8 OIS နဲ့နောက်ပြီးတော့နောက်ထပ်50 megapixel periscope telephoto သူက 3.7ht optical ရိုက်လို့ရမယ်ပြီးတော့ကျွန်တော် 12.5 megapixel ultra wide ကင်မရာပါလာမယ်ပြီးတော့အရှေ့ဘက်မှာကျွန်တော်50 megapixel selfie ကင်မရာပေါ်မှာနောက်ထပ် 3D depth of field sensor ပေါ့နော် face sensor အတွက်3ဖို့ထည့်ပေးထားတယ်ပြီးတော့သူ့ရဲ့ display size ကကျွန်တော် Pure 90 Pro Max နဲ့ Pure 90ကြားမှာရှိတဲ့ size လို့ပြောလို့ရတယ်သူ့ရဲ့အရွယ်အစားက 6.8 inches ပါလာမယ်အဲ့အောင်မှာကျွန်တော် 1.5K resolution နဲ့နောက်ပြီးတော့ LTPO OLED panel ကိုသုံးပေးထားတယ်ပြီးတော့ဒီ display ကို product လုပ်ဖို့အတွက်ကျွန်တော် Conlon Glass ပေါ့နော် Huawei ရဲ့ Conlon Glass ကိုသုံးပေးထားတယ်ပြီးတော့ performance ပိုင်းအတွက်ကသူ့မှာ Kirin 9010S chipset နဲ့လာမယ်ဒါအောင်မှတရုတ်ပြည်တွင်းမှာသုံးမယ်ဆိုတော့ကျွန်တော်တို့ Harmony OS 6.1 နဲ့သုံးလို့ရမယ်ပြီးတော့ကျွန်တော်ခုနကပြောလို့ပဲသူ့ရဲ့ battery ပမာဏ6500 mAh ဒါအောင်မှအပြန်သွင်းဖို့အတွက်ကြတော့သူက 100W ထိ support လုပ်ပေးထားသေးတယ်ပြီးတော့ဒီ Pure 90ကိုကြောက်ကျွန်တော် Snow White က Velvet Black က Roland Purple ဆိုပြီးတော့၃ရောင်ရွေးလို့ရမယ်ဈေးအနေနဲ့ကကြတော့သူကတွဲ256 GB ကစမယ် China Yuan 4699ဆိုတော့ကျွန်တော်မြန်မာငွေ330ဝန်းကျင်လောက်ကနေစမယ်ပေါ့နော်ပြီးတော့ကျွန်တော်မြန်မာနိုင်ငံမှာလည်းရောင်းလာလိမ့်မယ်လို့ထင်တယ်ဆိုတော့ကျွန်တော်နောက်ထပ် model တစ်ခုဖြစ်တဲ့ Pure 90 Pro အကြောင်းကိုသွားလိုက်ရအောင်သူကတော့ combat ဖြစ်တဲ့ဘက်ကိုသွားထားရဲဆိုတော့ချစ်ချစ်လေးလေးနဲ့ဂိုင်းလို့ကောင်းတဲ့ပုံစံမျိုးပေါ့နော်ဒီဇိုင်းဘက်မှာ Pro နဲ့ Pro Max ကအတူတူပဲမြင်သာအောင်ပြောရရင်ဗျကျွန်တော် Huawei ရဲ့ P30 series ကိုတစ်ချက်ပြန်မြင်အောင်ကြည့်လိုက်အဲ့တုန်းကပုံစံကို inspire ပြန်ယူထားရဲ eye sketching ဖြစ်တဲ့ gradient pattern ကိုသူသုံးပေးထားရပေါ့နော်ပြီးတော့သူက combat ဖြစ်တဲ့ဘက်ကိုသွားထားတဲ့ဖုန်း P30 ဆိုတာနဲ့ပဲသူ့ရဲ့ display size က 6.6 inches 1:120Hz LTPO OLED လည်းပါလာမယ် 1.5K resolution နဲ့ပဲလာမယ်နောက်ပြီးတော့သူ့ရဲ့ display ကို product လုပ်ဖို့အတွက်ကြတော့ခုနကကျွန်တော်ပြောတဲ့ Pure 90မှာထပ်ပိုကျန်းတဲ့ Conlon Glass 2ကိုသူကသုံးပေးထားတယ်ကင်မရာပိုင်းမှာသူက main sensor Pro Max နဲ့ခက်စင်စင်တူတယ်ခက်စင်စင်တူရဆိုတာspec အရင်ပြောပြလိုက်မယ်ဗျာသူ့မှာပါလာတာကကျွန်တော်တို့50 megapixel main sensor ကိုမှကျွန်တော် variable aperture ပေါ့နော် aperture f1.4 ကနေပြီးတော့ aperture f4 ရိုက်လို့ရတဲ့ sensor ကိုသုံးပေးထားတယ်နောက် tele sensor ဆိုရင်လည်းသူက50 megapixel မှာ aperture တော်တော်လေးကျယ်တယ် 2.1 ထိရိုက်လို့ရတယ်နောက်ပြီးတော့သူ့ရဲ့ focal length 91mm voice optical ရိုက်လို့ရတဲ့ sensor ကိုထည့်ပေးထားတယ် ultra wide ကတော့ Pure 90နဲ့အတူတူပဲသူက 12.5 megapixel aperture f2.2 sensor ကိုထည့်ပေးထားတယ်ပြီးတော့ performance ပိုင်းအတွက်ကျတော့သူ့မှာသုံးပေးထားတာ Kirin 9030S chip နဲ့လာမယ်သူလည်းပဲ Harmony OS 6.1 နဲ့ပဲလာမှာပေါ့နော်ဒါပေမဲ့ battery ပိုင်းမှာကျတော့သူကထူးဆန်းတာ6000 mAh ကိုမှကျွန်တော် charging speed မှာကျတော့သူက 66W ထိကိုပဲ support လုပ်ပေးထားတယ် wire နဲ့တွေ့မယ်ဆိုရင်ဒါပေမဲ့ wireless ကျတော့သူက 50W ထိ support လုပ်ပေးထားသေးတယ်သူရဲ့အရောင်တွေအနေနဲ့ကျတော့ကျွန်တော် pink guava နောက်ပြီး orange soda coconut white နဲ့Mulberry Black ဆိုပြီးအရောင်၄ရောင်ရွေးလို့ရမယ်ဈေးတွေအနေနဲ့ကျတော့သူက China Yuan 9499နဲ့စရဲဆိုတော့34သိန်းဝန်းကျင်လောက်ထိရှိလိမ့်မယ်လို့ထင်တယ်နောက်ဆုံးဆရာကြီးကကျတော့ Pure 90 Pro Max Pro Max ပေါင်းထည့်ပေးထားတဲ့ဖုန်းပီတာဆိုတာနဲ့ပဲအရွယ်စားခက်ကြီးကြီးပဲ 6.9 inches 1.5K resolution နဲ့ LTPO OLED panel ကိုသုံးပေးထားတဲ့အကြီးဆုံးဖုန်းဖြစ်တဲ့အတွက်ပဲသူ့ရဲ့ဖုန်းရဲ့အထူက 8.1mm အလေးချိန်230 gram ဒီလေးမယ်ဆိုတော့လက်ထက်မှာကင်ရတာတကယ် hap လို့ဖြစ်လောက်မယ်လို့ထင်တယ်ပေါ့နော်ကျန်တဲ့အပိုင်းတော်တော်များများမှာ Pure 90 Pro နဲ့အတူတူပဲဆိုပေမဲ့ကင်မရာပိုင်းမှာကျတော့သူကအများကြီးပူကျန်းသွားရပေါ့နော်ပူကျန်းသွားရဆိုတာ tele sensor မှာကျတော့200 megapixel ထိသုံးပေးထားတယ်အဲ့အောင်မှာ 1.28 inches ရဲ့ sensor မှာ aperture f2.7 နဲ့လာမှာပေါ့နော်သူလည်းပဲ 96mm focal length နဲ့ပဲနောက်ပြီး voice optical ထိရိုက်လို့ရမယ်ဒါအောင်မှာ stabilization ပိုင်းမှာဆိုရင်သူက CIPA 7.0 ဖြစ်သွားပြီဆိုတော့7 stop ဖြစ်သွားတဲ့အတွက် stabilization ပိုင်းမှာတော်တော်ကြီးကိုကျန်းလာလောက်တယ်ပြီးတော့ကျွန်တော်ခုနကပြောလိုမျိုး Pure 90 Pro နဲ့ Pure 90 Pro Max ရဲ့ main sensor တူမလို့နဲ့မတူတဲ့အချက်တစ်ခုရှိရပေါ့နော်အဲ့ဒါဘာလဲဆိုတော့ဒီ Pure 90 Pro Max မှာ Huawei ဖုန်းတွေမှာပထမဆုံး LOFIC လို့ခေါ်တဲ့ lateral overflow integration capacitor sensor ကိုထည့်ပေးထားတာပေါ့နော်ခွာထောက်လိုက်တာသူကဘာလုပ်ပြရလဲဆိုကျွန်တော်နေအောင်အရန်ပြင်းတဲ့အချိန်လေးတို့ဒီလိုမျိုးမီးထိုးထားတဲ့အချိန်တွေမှာရိုက်လိုက်တဲ့အခါမျိုးမှာတခါလေကျွန်တော်မီးတွေများသွားတဲ့အတွက်ဘန်းသွားနိုင်တယ်ပေါ့နော်အဲ့လိုဘန်းသွားရတယ်သူကပြန်ပြီးတော့ balance လုပ်ပြလိုက်တာဆိုတော့ main sensor ကလည်း color တော်တော်လေးမိုက်လာနိုင်တယ်လို့ထင်တယ်နောက် ultra wide sensor မှာလည်းသူက color ကိုထပ်ပြီးတော့ view size ပေးထားတယ် color အပြင် details ပါပေါ့နော်ဘာလို့လဲဆိုတော့သူ့မှာသုံးပေးထားတဲ့ sensor 50 megapixel red marble 2.0 true to color နဲ့လာမှာဆိုတော့ ultra wide နဲ့ရိုက်မယ်ဆိုတော့မှပဲကျွန်တော် main sensor နဲ့ color consistent မဖြစ်တဲ့ဟာကိုသူပြန်ပြီးတော့ control လုပ်ပေးထားတယ်ဆိုတော့ဒီတစ်ခါ Huawei ရဲ့
Pure 90 Pro Max model ကင်မရာပိုင်းမှာအများကြီးပြင်ဆင်လာတယ်လို့ပြောလို့ရတယ်အရင်တစ်ချိန်တော့ကင်မရာအကောင်းဆုံးဖုန်းဆိုရင် Huawei လို့တန်းပြီးတော့ညွှန်းလို့ရတဲ့အခါလိုမျိုးပြန်ပြီးရောက်လာမလားဆိုတာကတော့ကျွန်တော်တို့စောင့်ကြည့်ရလိမ့်မယ်ကျန်တဲ့သုံးပေးထားတဲ့ chip တွေ OS တွေ battery capacity တွေအကုန်လုံးက Pure 90 Pro နဲ့အတူတူပဲဒီနေရာမှာနည်းနည်းလေးပြန်ပြီး counter point ထောက်ဆရာလေးရှိတာက Pure 90 Pro ကကြတော့ compact ဖြစ်တဲ့ဘက်ကိုသွားထားလို့ 6000 mAh ကထားပါတော့ဗောနော်ဒီ Pure 90 Pro မှာကြတော့ camera module တော်တော်အကြီးကြီးကိုထည့်လိုက်လို့များ 6000 mAh ဖြစ်နေရလားဆိုတာတော့စဉ်းစားစရာပဲဒါပေမဲ့အပြည့်အစုံကြတော့သူက Pure 90 လိုမျိုးပဲ 100W ကို support လုပ်ပေးထားတဲ့အပြင်မှာ wireless နဲ့ဆိုရင် 80W ကိုသူက support လုပ်ပေးထားသေးတယ်သူကကြတော့အယောင်နေအနေနဲ့ဆိုရင်ကျွန်တော် black ရယ် gold green orange purple ဆိုပြီးတော့အယောင်9ရောင်ယူလို့ရမယ်ဈေးကကြတော့သူက6499 China yuan ဆိုတော့ကျွန်တော်340ဝန်းကျင်နဲ့ဆက်လိုက်မယ်ပေါ့နော်ဒါနဲ့စကားမဆက်ဒီဈေးတွေကသူတို့တရုတ်နိုင်ငံအတွင်းမှာဝယ်လို့ရမယ်ဈေးတွေเนาะတခုရှိတာက Huawei ဖုန်းတွေထုံးစံတိုင်းပဲတရုတ်နိုင်ငံမှာစရောင်းပြီဆိုတာနဲ့လူရက်ဝယ်ကြတယ်အဲ့လိုအခါမျိုးမှာကျွန်တော်ဈေးကလည်းမောင်ကိုဈေးတွေပါဖြစ်သွားမျိုးတွေလည်းရှိရဲဆိုတော့ကျွန်တော်မြန်မာနိုင်ငံမှာတော့ဒီဈေးတွေနဲ့ဘလို့မှဝယ်လို့ရမှာမဟုတ်ဘူး။ Okay ဆိုတော့ဒီအသစ်မိတ်ဆက်ပေးလိုက်တဲ့ Huawei Pure 90 series အကြောင်းကတော့ဒီလောက်ပဲခုကြည့်နေတဲ့သူတွေကရောဒီ Huawei Pure 90 series မှာဘယ် model ကိုစိတ်ဝင်စားလဲပြီးတော့ကျွန်တော်မြန်မာနိုင်ငံကို Pure 90 series ရဲ့ဘယ် model တွေကို officially သွင်းစေချင်လဲဆိုတာကို comment မှာဆွေးနွေးပေးသွားလို့ရပါတယ်ဗျ။